ကျွန်တော်ကဟိုပြောဒီပြောခြင်းတယ်တင်းဟုတ်ဆရာပြောတယ်ဗီဒီယိုထောင်ထားတယ်နော်ဆိုတော့ကျွန်တော်အခုကတော်တတိထားရမလို့ဖြစ်နေတယ်ကျွန်တော်ကတော့အလေအပတ်လည်းမဟုတ်ဘူးအလုတ်လာရှာတာလည်းမဟုတ်ဘူးနော်ခရစ်တော်အတွက်ဆိုရင်အမေရိကပဲရောက်ရဆိုတဲ့အဖွဲ့မှလည်းကျွန်တော်မပါပါဘူးလို့ကျွန်တော်တို့အားလုံးပေါ့လေမြန်မာနိုင်ငံမှာနိုင်ငံရေးအခြေအနေမကောင်းတဲ့အခါကျတော့ကိုနီးကိုဟန်နဲ့နိုင်ငံခြားကိုထွက်ကြတယ်အဲ့တော့ကချင်လူမျိုးတွေကတော့နည်းနည်းနောက်ကျပြီးတော့သွားတာပေါ့နော်စစ်ဖြစ်တာတော့ကချင်အမြတ်ထုတ်ပြီးနိုင်ငံခြားအများကြီးထွက်သွားတာကတော့ချင်းပေါ့နော်ချင်းတွေပိုင်ခွင့်လို့ပါနော်ရန်ကုန်မှာကျွန်တော်မိတ်ဆွေကိုရီးယားမစ္စတာကင်တုံဘူးဆိုတာရှိတယ်သူကကျွန်တော်ပြောတယ်ကျွန်တော်ကချင်တွေလွတ်လပ်ရေးရကျင်တယ်လေပြောတယ်လူငယ်တွေအားလုံးနိုင်ငံခြားထွက်တယ်ကျွန်တော်နားမလည်ဘူးပြောတယ်မဟုတ်ဘူးကျွန်တော်လည်းနားမလည်ဘူးလို့နော်နိုင်ငံခြားမှာရောက်တဲ့ကချင်လူငယ်တွေအော်လိုက်ကြတာတကယ်လိုက်စားမှတနက်ကင်ပြီးချမယ်ဆိုတော့ဘူးမှမသွားဘူးအဲ့တော့မသွားနိုင်လဲစန်တေးလောက်တော့ပို့လိုက်ပေါ့ဗျာနော်